မဟာမုနီရုပ်ရှင်တော်မြတ်ကြီးကရခိုင်လူမျိုးတို့တမိုင်းမှတ်တမ်းအားလုံးရဲ့ကိုးကားချက်ဖြစ်ပါတယ်။အဲ့ဒီတမိုင်းမှတ်တမ်းဤအရာတော့ထေရဝါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက်မျက်မှောက်ထုံနှန်းစင်လာများကိုထည့်သွင်းထားရှိခဲ့ပါတယ်။တိရိလင်္ကာရဲ့ပါဏိစာပေကကြဲကြဲပြည့်ပြည့်ဆင်းသက်ကြီးထွားလာမှုရှိပြီးတော့ပကံရဲ့လှမ်းမှုအောက်မှာကိုးကွယ်မှုဘာသာအယူဝါဒအစဉ်စဉ်အထိကျေပြန့်လာခဲ့ပါတယ်။ဆန္ဒတိရိယဘယင်မြင့်မြတ်ရခိုင်ပြည်ကိုအုပ်ချုပ်ခဲ့စဉ်အချိန်အခါကဗုဒ္ဓရုပ်ထုတော်ကိုသုံးလုပ်ခဲ့တယ်ဆိုပြီးတော့ရိုးရဓလေ့ထုံနှန်းစင်လာယုံကြည်မှုထားရှိခဲ့ပါတယ်။ဆန္ဒတိရိယဘယင်မြင့်မြတ်ကဗုဒ္ဓရဲ့ဟောကြားပြသမှုတွေရဲ့သတင်းကိုကြားသိရပြီးဗုဒ္ဓကိုရိုသေကိုးကွယ်ဖို့အတွက်ဆန္ဒပြင်းပြလာတယ်ဆိုပြီးတော့အဆိုရှိပါတယ်။အိန္ဒိယနိုင်ငံတာဝတိပြည်မှာသတင်းသုံးနေထိုင်တော်မူတဲ့ဂေါရမမြတ်ဗုဒ္ဓကထိုအကြောင်းအရာကိုသိရှိလာတာကြောင့်မြတ်ဗုဒ္ဓကသူ့ရဲ့တပည့်တော်ဝကတပါးဖြစ်တဲ့အရှင်အာနန္ဒာကိုပြောပြလေသည်ကကြောင်မွေကောင်းသောရှင်တကားများအုပ်ချုပ်ထားသည့်ကြီးမားကျယ်ပြန့်သောမြစ်ပင်လယ်သမုဒ္ဒရာကိုဖျက်ကျော်လိုက်ရမှဖြစ်တဲ့အတွက်ကြောင့်ဤကဲ့သို့သောခက်ခဲကြမ်းတမ်းသောခီးသည်ဆန္ဒတိရိယဘယင်မြင့်မြတ်အတွက်အလွန်အန္တရာယ်ရှိလိမ့်မည်ဒါကြောင့်တပည့်ရဟန္တာ900နဲ့အတူဂေါရမမြတ်ဗုဒ္ဓကကောင်းကင်ခီးနဲ့ကြွချီတော်မူလာပြီးကြောက်တော်မျိုးရဲ့တစ်ဖက်ကန်းရှိမောရပပတ္တတောင်မှာဆင်းသက်ရှင်နာတော်မူခဲ့ပါသည်ဒီမှာမြတ်ဗုဒ္ဓရဲ့ရှိဘဝပေါင်းများစွာကကျင်လည်တော်မူခဲ့တဲ့နေရာတို့မှာမြတ်ဗုဒ္ဓရဲ့ဓာတ်တော်တွေကိုထာမနာထည့်ပြီးဖျားပထုများစွာတို့ကိုတိုင်းပြည်အနှံ့တီတာကူးကွယ်လာကြလိမ့်မယ်ဆိုပြီးတော့ကြိုတင်ဟောကိန်းထုတ်ဗျာဒိတ်တော်ပေးခဲ့ပါတယ်။ဤကဲ့သို့မြတ်ဗုဒ္ဓရဲ့ဗျာဒိတ်ပေးချိန်မှာမဟာပထဝီမြေကြီးသည်တုန်လှုပ်လာပြီးပင်လယ်သမုဒ္ဒရာရှိတို့သည်ရင်နွေးအိုးစုတကဲ့သို့စုပွက်လာခဲ့ပါတယ်။ဆန္ဒတိရိယဘယင်မြင့်မြတ်ကအင်းနမိတ်ဆောင်တဲ့လက္ခဏာတွေရဲ့ဆိုလိုခြင်းကိုသူ့ရဲ့ဘေးဒင်းစရာဟူရာတတ်တို့အားမင်းမြတ်ဆောက်ဆက်လျက်တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်ပါတယ်။ဂေါရမမြတ်ဗုဒ္ဓရခိုင်ပြည်ကိုရောက်ရှိလာတဲ့အကြောင်းရင်းကိုဆန္ဒတိရိယဘယင်မြင့်မြတ်သိရှိတော်မူတဲ့အခါရှားပေါင်းများစွာသောချွေရနုနဲ့အတူသူ့ရဲ့မိမိရဲ့အကောင်ကြီးစန္ဒရမာလာသူ့ရဲ့မူမတ်တိုင်းသူပြည်သားတို့နဲ့အတူကပ္ပတတောင်ပေါ်ကိုတွားရောက်ကြပါတယ်။ဘယင်မြင့်မြတ်ကဂေါရမမြတ်ဗုဒ္ဓအားရိုသေပေးပြီးနောက်ဗုဒ္ဓကသူ့ကိုပဏိစက်သမုပ္ပတ်စဝိုင်းတရားတော်ကိုဟောကြားသင်ပြခဲ့ပါတယ်။အဲဒီနောက်မြို့တော်မှာ9ရက်ကြာသတင်းသုံးနေထိုင်တော်မူမှာကိုဗုဒ္ဓကသဘောတူလက်ခံပါတယ်။မြို့တော်ကမြတ်ဗုဒ္ဓမထွက်ခွာမီမြတ်ဗုဒ္ဓပြိဋိဘံပြုတော်မူပြီးနောက်နှစ်ပေါင်း9000တိုင်တိုင်ကြီးညိုလေးစားမှုခံရမှာဖြစ်တဲ့စံတော်တန်းနဲ့မြတ်ဗုဒ္ဓရဲ့ရုပ်ထုကိုဝါတော်တဆူထားခဲ့မယ်ဆိုပြီးတော့ဗုဒ္ဓသဘောတူလက်ခံပါတယ်။နန်းတော်ရရဲ့အရှိမြောက်ဘက်သီရိဂုတ်တတောင်ကုန်းပေါ်မှာလေးမြတ်ထားရှိတဲ့ဗုဒ္ဓရုပ်ထုတော်ကိုကောင်းကင်ဘုံဘိသုကာပညာရှင်နတ်တွေရဲ့ဘယင်တရားမင်းနဲ့အတူဆန္ဒတိရိယဘယင်မင်းမြပါဝင်တိုင်းသူပြည်သားတို့ကတီတာကိုးကွယ်ကြပါတယ်။ရုပ်ထုတော်တွင်မိုင်းကိုဂေါရမမြတ်ဗုဒ္ဓရဲ့ရင်ငွေတော်တက်ထည့်လိုက်တဲ့အခါဂေါရမမြတ်ဗုဒ္ဓနှစ်ဆူရှိလာတဲ့ကဲ့သို့ဖြစ်ပေါ်လာပါတယ်။အံ့ဩကြည်ညိုစရာကောင်းလာတဲ့လက္ခဏာရပ်တွေပေါ်ထွက်လာပါတယ်။မဟာပထဝီမြေကြီးတုန်လှုပ်လာပြီးရုပ်ထုတော်ကတပြေးပြေးအသက်ရှိတဲ့ကဲ့သို့သူ့ရဲ့နောင်တော်ဂေါရမမြတ်ဗုဒ္ဓကိုကြိုဆိုတဲ့အနေထားနဲ့မတ်တက်ထားရပါတယ်။အဲဒီနောက်ဂေါရမမြတ်ဗုဒ္ဓကသူ့ရဲ့တာဝကတပည့်ရန်တော်တွေနဲ့တူတန်တွင်ဘက်ကိုကောင်းကင်ကြီးနဲ့ကြွားကြည့်တော်မူပါတယ်။အဲ့ဒီအချိန်တွင်ဆန္ဒတိရိယဘယင်မြင့်မြတ်ကသူ့ရဲ့မူးမဲ့သေနာပရိတို့နဲ့အတူအကြောင်းကိစ္စတွေကိုတိုင်ပင်ပြီးတဲ့နောက်မြတ်ဗုဒ္ဓရဲ့စစ်မှန်သောရုပ်ထုတော်ကိုကိုးကွယ်စိတ်ကပ်ပြီးပွဲလန်းသမိန်တွေကိုကျင်းပခဲ့ပါတယ်။ရုပ်ထုတော်ရဲ့ထူးခြားချက်တွေကရောင်ကြီးသော6သွေထွက်ရှိပါတယ်။ရိုသေကဆိုင်သူတွေကအနိကဖူးမြော်တွေကရောင်ကြီးတော်တွေထွက်ရှိပြီးအယုံကြည်မရှိသူတွေဖူးမြော်တွေကရောင်ကြီးတော်တွေကမှိမ့်မိတ်သွားလိမ့်ရှိတယ်ဆိုပြီးတော့အဆိုရှိခဲ့ပါတယ်။ရုပ်ထုတော်တရှိတဲ့နေရာရဲ့ပတ်ဝန်းကျင်အရက်လေးမျက်နှာတို့မှာအဆောင်ရှောက်အဖြစ်ကြောက်ရွံ့ထုတွေကိုထားရှိပြီးမကောင်းသောအကြံစီရည်ရဲ့ချက်တို့နဲ့ဗုဒ္ဓရှုပ်ပွားတော်နေကိုလာရောက်သူတွေကိုအဝေးကိုရှောင်ရှားသွားစေပါတယ်။ဝေသာလိခေတ်ကပထမဘယင်တိုင်အောင်ဗုဒ္ဓရုပ်ထုတော်အတွက်ကြောက်ပလင်တစ်ခုတိဆောက်ပြီးတိမ်တော်ကိုပြန်လည်တိဆောက်တယ်လို့ဆိုမှတပါတခြားမည်သည့်အကြောင်းအရာကိုမှမှတ်တမ်းတင်နာခြင်းမရှိခဲ့ပါဘူး။ဝေသာလိကပထမဆုံးဘယင်ရဲ့အရိုက်ရာကိုဆက်ခံသူကမဟာမုနီတိမ်တော်ကိုပြန်လည်မွမ်းမံပြင်ဆင်မှုပြုလုပ်ခဲ့ပါတယ်။တီရိလင်္ကာနဲ့ပကံကဘုံတော်ကြီးတွေကရုပ်ထုတော်ကိုကိုးကွယ်စည်းကပ်ဖို့အတွက်ရောက်ရှိလာခဲ့ကြပါတယ်။ပြူပမာနဲ့မော်ဘီယန်နီကမဟာမုနီတိမ်တော်ကြီးတွင်လင်းမြတ်ထားတဲ့ဗုဒ္ဓရုပ်ထုတော်ကိုပိုင်ဆိုင်လိုတဲ့ရွေရဲ့ချက်တွေနဲ့ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြတယ်လို့အဆိုရှိပါတယ်။ဒါပေမဲ့လည်းမြည်သည့်ဘယင်တစ်ပါးမှအောင်မြင်မှုမရှိခဲ့ပါဘူး။တချို့ကတိမ်တော်ကြီးကိုပြန်လည်ပြုပြင်မွမ်းမံဖို့ကတိကဝတ်ပြုခဲ့ကြတယ်။စနေရာစုအချိန်မှာတိမ်တော်နဲ့ဗုဒ္ဓရုပ်ထုတော်ပျောက်ဆုံးခဲ့ပါတယ်။ဒါပေမဲ့လည်းလေးမြို့ခေတ်ကဘယင်တစ်ပါးရဲ့ရိုက်ရဆက်ခံသူတွေကယုံကြည်မှုကို
ဆက်လက်ထောက်ခံခြင်းနဲ့ရုပ်ထုတော်နဲ့တိန်တော်ကြီးတို့ကိုပြန်လည်ရှာဖွေတွေ့ရှိပြီးတော့တိန်တော်ကိုပြန်လည်ဆောက်ခဲ့ကြပါတယ်။မြောက်ဦးမင်းဆက်ကိုတည်ထောင်သူဘုရင်မင်းစောမွန်ကသူ့ရဲ့မြို့တော်ကမဟာမုနိကိုလမ်းတစ်ခုဖောက်လို့တိဆောက်ပြီးမင်းမျိုးမင်းနွယ်တို့ရဲ့ရိုးရာထုံးနှံစင်လာတွေရှာဖျားဘူးခီးစဉ်တစ်ခုစတင်ခဲ့ပါတယ်။16ရာစုမှာဘုရင်မင်းပါကမြောက်ဦးမြို့ကရှစ်တောင်းဘုရားအပါအဝင်တိုင်းပြည်အနှံ့မှာတည်ရှိနေတဲ့ဘုရားကျောင်းအဆောက်အအုံအများပြားတို့အတွင်းမူရင်းနဲ့စင်တို့ဖြစ်တဲ့မရင်မတက်နိုင်တဲ့မဟာမုနိရုပ်ပွားတော်တွေကိုထုတ်လုပ်ထားရှိဖို့အတွက်အမိန့်တော်ချမှတ်ခဲ့ပါတယ်။1984ခုနှစ်မှာမြန်မာဘုရင်ဘိုးတောင်ဘုရားကရခိုင်ပြည်ကိုသိမ်းပိုက်ပါတယ်။အဲဒီနောက်မဟာမုနိရုပ်ရှင်တော်မြတ်ကိုမန္တလေးကိုတည်ယူသွားခဲ့ပါတယ်။ထိုရုပ်ရှင်တော်မြတ်ကြီးကိုမြန်မာပြည်မှာဒီကနေ့ထိတိုင်အလေးမြတ်ဆုံးထားတဲ့ရုပ်ထုတော်အဖြစ်ဆက်လက်မှတ်ယူထားကြဆဲဖြစ်ပါတယ်။ဆုံးရှုံးသွားတဲ့အမွေအနှစ်ကြောင့်ရခိုင်ပြည်သူတို့ကနက်နက်နဲနဲစိတ်ထိခိုက်စေခဲ့ပါတယ်။ဆက်လက်ပြီးမကြာမီမှာဗြိတိရှတို့ရဲ့အုပ်ချုပ်မှုကိုရခိုင်ပြည်သူတို့ဆက်လက်ခံရပါတယ်။1868ခုနှစ်မှာမဟာမုနိတိန်တော်ရာအနီးပတ်ဝန်းကျင်ကတွေ့ရှိရတဲ့ကြောက်ရွံ့ထုတော်တစုအတွက်ဖျားတိန်တော်ကိုတိစောက်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့နှစ်80အတွင်းကငကုံမွေရင်အတိုင်းတိန်တော်ကြီးကိုပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအောက်ရင်ပြည်နယ်ကိုပြန်လည်ထိန်းသိမ်းပြီးမန္တလေးမှာရှိတဲ့မွေရင်မဟာမုနိထိုင်တော်မူပုံစံကျင်းရုပ်ထုတော်အသစ်တစုကိုသုံးလုပ်ခဲ့ကြပါတယ်။ယနေ့အခါမှာမဟာမုနိဘုရားတိန်တော်နေရာကပြည်တွင်းပြည်ပဘုရားဖူးတို့ရဲ့အရေးကြီးတဲ့ဘိုလ်ချက်ချာတစ်ခုအဖြစ်ပြန်လည်စီကားလာခဲ့ပါတယ်။မဟာမုနိတိန်တော်ကနန်းတော်ရာကုန်းရဲ့အရှိမြောက်ထောင်မှာရှိတဲ့တောင်မူစာတစ်ခုကိုလှမ်းကြုံပြုလုပ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ရှင်းနေပေါင်းရာစုများစွာကပဲမဟာမုနိဘုရားတိန်တော်မှာဘုရားဘူးကြီးတဲ့များစီကားတိုက်မြိုက်နေတဲ့ဘိုလ်ချက်ချာလည်းဖြစ်ပြီးတော့ကျူးကျော်ဝင်ရောက်သူများလက်အောက်ရခိုင်ပြည်ကြရောက်ပြီးရခိုင်ပြည်သူပြည်သားတွေဆင်းရဲဒုက္ခခံစားခဲ့ရတဲ့အခါရှားရာဖြင့်ဖျားဘူးခီးသည်တွေနေပါမှုရှိခဲ့ပါတယ်။မွန်ရင်အဆောက်အုံရဲ့အကျွင်းကျန်လုံးဝမရှိခဲ့တော့လေရင်းရဲ့မွန်ရင်ပုံစံတစ်ခုဖြစ်တဲ့ကိုတော့ကောင်းကင်ဓာတ်ပုံတွေမှာတွေ့မြင်နိုင်ပါတယ်။ဖျားသိန်တော်ကိုဒေါမန်စတူကန်နေရနှစ်စင်ကဝိုင်းရံထားရှိပြီးသိန်တော်ရဲ့အရှိတ်ဘက်အနောက်ဘက်တောင်ဘက်နဲ့မြောက်ဘက်တို့မှာဝင်းပေါင်လေးပေါင်ဖောက်ထားပြီးတော့အရှိတ်ဘက်ဝင်းပေါင်ကိုအဓိကဝင်းပေါင်အဖြစ်ထားရှိပါတယ်။ပထမဆုံးရှင်မြင်းရဲ့ရှေ့တောင်တောင်နဲ့အရှိတ်မြောက်တောင်တို့မှာဗုဒ္ဓရုပ်ထုတော်ကြီးကိုရိုးရဓလေ့ထုံနှံစင်လာတဲ့အရာကိုလက်တန့်စင်မှုအတွက်အသုံးပြုဖို့ရေကန်ကြီးနှစ်ခုအိန္ဒိယအရှေ့မြောက်ပိုင်းနာလန်ဒမှာရှိတဲ့ထင်ရှားကြော်ကြားတဲ့ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေစုဝေးနေထိုင်တဲ့နေရာတစ်ခုဖြစ်ပြီးတော့ရှေး600စုကပဲအစစ်စင်ပြောင်းလဲတိုးတက်လာတဲ့အဓိကကုဘုရားကျောင်းတော်မှာရခင်မွေးရင်းနေတူအနည်းဆက်ဆုံးပုံစံဖြစ်တဲ့ဖျားကျောင်းဆောင်ကိုလည်းတွေ့ရှိနိုင်ပါတယ်။